ဟဲ့လူကျက်တုံပြူနဲ့အုံးစီတွေလာမလိမ့်နဲ့လေကျုပ်ကပွေးဗျအဲ့ဒီထဲကယ်လီစင်တက်ကကျုပ်ကိုတတ်နေတာခဏလေးနဲ့ပျောက်သွားလိမ့်မယ်မလောက်နဲ့အမလေးနှစ်ဖက်စီတွေလာမချနဲ့လေကျုပ်ကသဲဝဲပါဆိုအဲ့ဒီထဲကပိုးသက်စေးဖြတ်တွေကကျုပ်ကို6သိပ်ပြီးတေးအောင်လုပ်နေတာမလောက်ကြပါနဲ့ဗျနေပါဦးများပန်းသီးရှာလီကရီနဲ့မတို့ပါနဲ့ကျုပ်ကပေါင်ချပွေးပါအဲ့ဒီ acid တက်ကကျုပ်ကိုနေရခက်အောင်လုပ်ပြီးမျိုးတော့အောင်တတ်နေတာဗျရှမ်ပူတွေလာမတိုက်နဲ့အောင်လေကျုပ်ကညင်းပါတပတ်လောက်သာနေတိုင်းစေးချလိုက်ရင်ကျုပ်ရဲ့အကွက်တွေအကုန်မိန်ပြီးပျောက်ကွယ်သွားတော့မှာဗျရွှေနေဝင်းနဲ့လက်ဖက်စီတော့မလုံနဲ့လေကျုပ်တို့ကချွေးပေါက်ရောင်တာပါအပူကချွေးပေါက်ဖွင့်စီကပိုးတက်လိုက်ရင်ကျုပ်တို့တတိုင်လုံးငိမ့်ကောက်သွားမှာပေါ့ဒင်းကြီးလေးလာမလိမ့်ပါနဲ့ကျုပ်ကရားတာပါအဲ့ဒီထဲကအကျိုးပြုပိုးတွေကအရေပြားကိုပြန်ကောင်းစေပြီးကျုပ်ကို3ရက်နဲ့အပြည့်ရှင်းပါဗျအုတ်ကျုံကိုရေနွေးနဲ့ချိုးပါနဲ့ကျုပ်ကနင်းကိုကွက်လို့မျိုးအရေပြားနေတာပါအုတ်ကျုံကကျုပ်ရဲ့ရောင်ရမ်းမှုကိုရှော့ချပေးပြီးနှစ်ပတ်အတွင်းပျောက်စေတာဗျနောက်တစ်ခါရေပြားတက္ကနာတက်ရင်ဒါလေးတွေကိုမှတ်ထားလိုက်တော့သဘာဝနည်းနဲ့အမြန်ဆုံးနှိမ့်နေမှုဒီဗီဒီယိုကိုတိတ်ချပြီး follow လုပ်ထားအောင်နော်